ငလာပါအခုတငယ်ချင်းတို့ကိုကျွန်တော်မဲ့အဝေးပြီးမှာက Android ဖုန်းအတွက် K keyboard ပို keyboard ဘယ်လိုထည့်ရမလဲဆိုတာကျွန်တော်ပြောပြပေးပါမယ်ဒီ K keyboard ဆိုတဲ့ဟာကိုပိုစာပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Play Store ထဲကိုအရင်ဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်ဘေးနားလေးမှာရှာရန်ကိုတစ်ချက်ထည့်နေလိုက်ပါနေပြီးသွားပြီဆိုရင် Any game များရှာရန်ကိုတစ်ချက်ထည့်နေလိုက်ပါဒီနေရာမှာကျွန်တော်တို့ဘာကိုရှာရမှာလဲဆိုရင် K keyboard ကိုကျွန်တော်ရိုက်ရှာပါမယ်ပေါ်ဆုံးမပေါ်လာပါပြီဒီမှာ K keyboard ကိုကျွန်တော် set ထဲမှာတောင်းထားပြီးသားမလို့ K keyboard ဆိုတာပေါ်လာပါတယ်အဲ့ဒါဆိုရင် application တွေကိုကျွန်တော်တို့တစ်ချက်ထည့်ဝင်ကြည့်ရအောင်ဒီမှာပါဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ set ထဲမှာထည့်မှာမလို့ click here ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီမှာ K keyboard ဒီမှာတစ်ချက်ထည့်ဖွင့်ပေးလိုက်ပါဖွင့်ပြီးသွားပြီဆိုရင်ဒီမှာဒီ app ကိုသုံးပါလားဆိုရင်ဒီ app ကိုသုံးနေစဉ်ကိုချက်နှိပ်ပေးလိုက်ပါခွင့်ပြုပါကိုနှိပ်လိုက်ပါဒီမှာကကျွန်တော်တော်တော်လေးစုံပါတယ်သူရဲ့ဘာသာစကားဒါကျတော့သူရဲ့ design ပေါ့နော်ကျွန်တော်ပို့ဘာသာစကားထဲမှာဖြစ်တဲ့အတွက်မြန်မာတာတီးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီမှာအများကြီးပေါ်လာပါပြီဒီမှာပို့စော်ကြီးရဲ့ပါပါတယ်ပို့ယူနီကုတ်လည်းပါပါတယ်ဒီမှာမွန်နေပါပါမယ်ပို့ကရင်တွေကရန်တွေစကောကရင်တွေပါပါတယ်ဒီမှာကျွန်တော်ပို့ယူနီကုတ်ထဲမှာဖြစ်တဲ့အတွက်ပို့ယူနီကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီမြန်မာကိုပြန်ဖြုတ်လို့လည်းရပါတယ်ဒါဆိုရင်ကျွန်တော်တို့စာစမ်းရိုက်ကြည့်အောင်ဒီမှာပို့ယူနီပေါ်လာပါပြီဒီဘေးနားလေးမှာကမိုင်ပတ်ကဒါနေလိုက်မယ်ဆိုရင်မိုင်ကပေါ်လာပါပြီကျွန်တော်တို့စာစမ်းရိုက်ကြည့်ရအောင်ဒီမှာရလာပါပြီအပေါ်မှာလည်းဒီမှာသူပေးထားတဲ့စာလုံးတွေပါလာပါတယ်ဒီမှာပို့ပေးထားလို့ရေးချင်နေဆိုရင်ပို့လို့ရေးပြီးတော့မှဒီပေါ်မှာဒီမှာရပါပြီကွာ style နဲ့ပြောင်းချင်တယ်ဆိုရင်ဘေးနားလေးက design ကိုတစ်ချက်နှိပ်လိုက်ပါဒီမှာအများကြီးပေါ်လာပါတယ်ကိုကမကြိုက်ဘူးဆိုရင်ဒီဟာဖြူလေးကြိုက်တယ်ဆိုရင် white ကိုနှိပ်လိုက်ပါခဏလေးတော့စောက်ပေးပါဒီမှာရလာပါပြီကျွန်တော်တို့စာစမ်းရိုက်ကြည့်ပါမယ်ဒီမှာအဖြူဆိုရလာပါပြီဒီမှာအဆင်ပြေပါပြီအားလုံးအဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်